လာခြင်းနဲ့ကြော်ကြားခြင်းကလူတွေကိုဟိုးအောက်ဆုံးရောက်စေနိုင်တယ်လို့ပြောတဲ့ Chat Tree မင်္ဂလာပါဗျကျွန်တော်ရဲ့ Sport Box YouTube TikTok Facebook Page မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျအခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ Chat Tree က One Samurai ပွဲပြီးခြင်းမှာပဲမီဒီယာတွေနဲ့တွေ့ဆုံတဲ့အချိန်မှာပြောလိုက်တဲ့စကားတွေအကြောင်းပဲဖြစ်ပါတယ်ဗျဒီမှာပြည်သက်တွေအထူးစိတ်ဝင်စားတာကတော့ Takeru နဲ့ Rotan တို့ရဲ့ပွဲဗျအဲ့ဒီပွဲမှာ Takeru က Rotan ကိုTKO နဲ့နိုင်သွားတယ်ဒီပွဲမှာ Rotan ကသူ့ရဲ့ဘဝမှာရုပ်ပြတ်အဆင်းပြတ်ဆုံးရှုံးပွဲလို့ပြောလို့ရတယ်အဲ့လိုရှုံးတဲ့အပေါ်ကိုပွဲပြီးချင်းမှာဥက္ကဋ္ဌကြီး Chat Tree ကချမ်းသာခြင်းနဲ့ကြော်ကြားခြင်းကလူတွေကိုဟိုအောက်ဆုံးရောက်စေနိုင်တယ်လို့ပြောသွားတယ်ဗျာပြီးတော့နောက်တစ်ခုကလူတွေကတာယာသွားရင်တိုးတက်မှုတွေနှေးကွေးသွားတယ်အဲ့ဒီအကြောင်းကိုလည်းဆက်ပြောတယ်ပြီးတော့ Jonathan Haggerty အကြောင်းကိုလည်းပြောတယ်စီးကန်းရှက်ခြင်းနဲ့နှိမ့်ချခြင်းကလူတွေကိုတိုးတက်စေတယ်လို့ပြောသွားတယ်ဗျာပြီးတော့နောက်တစ်ချက်ကပွဲပေါ်ကိုစာလောင်မှုလူတစ်ယောက်ကစာလောင်မှုမရှိရင်ဘာမှလုပ်လို့မရတော့ဘူး Takeru ရဲ့နောက်ဆုံး performance ကိုပဲခင်ဗျားတို့ကြည့်ကြဗျာ Tree ကအဲ့လိုပဲဥပမာပေးသွားတယ် One Championship အနေနဲ့လည်း Rotan ကိုပညာပေးခြင်းလို့ဒီလိုတွေပြောနေတာလားမသိဘူးဗျာပြီးတော့ social media မှာတက်လာတဲ့ပုံတွေကလည်း Rotan ဘဝမှာဒီပွဲကသူ့ဘဝအတွက်ကြီးကြီးမားမားဆောင်ရှုံးတဲ့ပွဲလို့ဖြစ်တယ်ဗျာပြီးတော့ဒီပွဲမထိုးခင်မှာလည်း promotion နဲ့ Rotan နဲ့ကြားကအောက်မှာမှုတွေကကြီးထွားလာတာဗျကြောင့်လဲ Rotan တို့ဘက်ကသူတို့ရတင်ရထိုက်တဲ့အခွင့်အရေးတွေကို promotion ဘက်ကိုတောင်းတယ်ဗျာ promotion ဘက်ကလည်း Rotan လို့ကစားသမားအများစုပေါ်လာခဲ့ရင်သူတို့ promotion အတွက်အခက်အခဲဖြစ်နိုင်လို့ Rotan ကိုပဲစံနမူပေးလိုက်တဲ့သဘောပဲဗျာခုတော့ဒီပွဲထိုးပြီးသွားပြီ Rotan promotion မှာဆက်ရှိမလားမရှိမလားတော့မသိကြဘူး Takeru ကတော့ကစားသမားဘဝကိုအနားယူသွားပြီဒီပွဲမှာကျွန်တော်ပြောချင်တာကတော့ Takeru ဗျဒီဘက်ကသူ့ဘဝမှာအကောင်းဆုံးပွဲပြီးတော့သူ့ရဲ့အိမ်မက်ဖြစ်တဲ့ Rotan လို့ fighter ကိုအမှောက်သိပ်ပြီး Kickboxing champion ကပတ်ကိုလိုချင်တာဗျာသူ့ရဲ့အိမ်မက်ပြေခဲ့တဲ့ Rotan ဘက်ကိုကြည့်မယ်ဗျာ Rotan ကပွဲမတိုင်ခင် promotion နဲ့ပြဿနာတွေထပ်တလဲလဲတက်တယ်ဗျာမထိုးခင်တပတ်လိုထိတောင်သူ့ weight ကအဆင်မပြေသေးဘူးအဲ့ဒါကြောင့် weight တွေတဲတဲချရတယ်ဗျာတော့သူ့အနေနဲ့စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောကလုံးဝအဆင်ပြေနေမှာမဟုတ်ဘူးအဲ့ဒါကြောင့်ပွဲလေးဝင်လာတော့အရင်က Rotan နဲ့လုံးဝမတူဘူးကွင်းတွင်းစွမ်းဆောင်ရည်ကလည်းအားလုံးသိတဲ့အတိုင်း Takeru ကို TKO နဲ့ရှုံးပေးလိုက်ရတယ်ဗျာနောက်တစ်ခုက promotion One Championship ဗျာ One Championship ကဂျပန်ဈေးကွက်ကိုလိုက်နေတော့ဒီပွဲက Takeru ကိုမဖြစ်မနေအနိုင်ရဖို့လိုတယ်ဗျာသူများတွေကတော့ဒီပွဲကိုလုတ်ပွဲလို့ပြောကြတယ်ကျွန်တော်ကတော့အဲ့လိုမထင်ဘူး One Championship ကသူတို့ဘက်ကရနိုင်တဲ့လောက် Rotan ကိုဖိအားတွေပေးတယ်အဲ့ဒါကြောင့်နောက်ဆုံးတော့ Rotan ကဖိအားတွေဝင်ပြီး Takeru ကိုရှုံးသွားတယ် promotion ကဖြစ်စေချင်တဲ့အတိုင်းဖြစ်သွားတယ်ပေါ့ဗျာပြီးတော့ Rotan ကိုလည်းကောင်းကောင်းနှိပ်ကွပ်နိုင်ခဲ့တယ်ဒါတွေအကုန်လုံးက Chat Tree ရဲ့အလိုကြလားအားလုံးကိုကျေးဇူးတင်